ပြင်း6တွေ့လာတဲ့အညာဒေသမှာအိုအေစစ်ရောင်ဝန်းရိပ်မြုံလို့ဆိုရမယ်စိမ့်ဆူအေးမြနေတဲ့ပုတ်ပါတောင်ကလပ်ကြီးရှိပါတယ်ပုတ်ပါတောင်ကြီးဟာနတ်တွေဝိဇ္ဇာတွေစံပျော်ကြတဲ့တောင်ကြီးအဖြစ်ကိုးကွယ်ယုံကြည်သူတွေကလက်ခံထားကြတယ်ပုတ်ပါနဲ့တွဲပြီးထင်ရှားလာတဲ့ဝိဇ္ဇထိုပုဂ္ဂိုလ်ကြီးတူလည်းရှိပါတယ်အဲဒီပုဂ္ဂိုလ်ကြီးကတော့အဘအောင်မင်းကောင်ပါပဲအဘအောင်မင်းကောင်ကို6နှစ်သားအရွယ်မှာမြင်တွေ့ပြီးသိမိလိုက်တဲ့အခုအသက်85နှစ်ရှိပြီဖြစ်တဲ့စင်မြင့်ရွာသားအဘဦးညီမောင်ကအဘအောင်မင်းကောင်အကြောင်းကိုအခုလိုပြောပြရပါတယ်အဘပရမတင်ရမင်းကောင်ဘောကတော့ကတစ္ဆာဆိုရတယ်ပေါ့ငါဒီအနန္တစัจ java လာတတ္တဝါကြီးအားလုံးဘယ်တတ္တဝါပဲဖြစ်ဖြစ်ကိုယ့်ဘဝကိုဘယ်လိုမျိုးဘူးဆိုတာမရှိဘူးပေါ့ပါနေတယ်အတိကအဲ့တော့ဘယ်ဘုံဘာလို့ယုံညကိုယ့်ဘဝကိုမလွန်မျိုးဘူးဆိုတဲ့သဘောမျိုးမရှိဘူးအဲ့တော့ဒီသဘောကြီးဟာငါကဲကျင်လို့ရတဲ့သဘောမှန်တယ်မြငါကဲကျင်မှပြီတစ္ဆာတရားတိုင်တဲ့ဆိုးတယ်အဘလူတိုင်းတို့ကြဲလို့ရတယ်မပုံကြည့်ဘူးပေါ့နော်သူကြဲလို့ရတဲ့သဘောမှန်တယ်မြငါကဲကျင်မှပြီလို့တစ္ဆာထူတယ်အဲ့တစ္ဆာကအလုံးမုံမြတ်တဲ့တစ္ဆာကြီးဆိုတော့ကြောက်မှမေ့မှစိုးရင်တော့အဲ့လိုကြောက်မှမေ့မှစိတ်ဆိုတာစီစဉ်ကြောက်တစ္ဆာတရားကိုယ်ဝယ်ထားခိုင်စိတ်နှလုံးအမြဲတုံးတယ်အဲ့ဒါကိုမမေ့အောင်ခိုင်စိတ်နှလုံးအမြဲတုံးလို့အဲ့တင်ရမင်းကောင်ဘောမှာအဲ့ဒီတစ္ဆာကိုအောင်မြင်အောင်အထုတ်သွားတယ်ပေါ့ကြာအဲ့ဒီကပြီးတော့ဘာကတော်လေးကေမနိုင်ဖို့ဘုရားအတ္တပညာငါပဲမှရမလဲဘာလူရဲ့အသိပညာနဲ့ရှာဖွေကြတော့အင်းဝဆိုတာဘုရားအတ္တပညာအင်းဝဆိုတာအင်းတော်ဝတယ်နော်မွန်မြတ်တော့ဓာတ်ပနဲ့ရှိတယ်အဲ့လိုမွန်မြတ်တော့ဓာတ်ပနဲ့ရှိတဲ့နေရာကိုဘာတွားတယ်ပေါ့ဘာလို့ပညာကိုအလုံးချတယ်အဲ့တော့တွားတော့ဘာအင်းဝနေပြီးတော့မှမွေးပြီးတော့အဲ့ဒီမှာဘုရားအတ္တပညာပြီးရင်လက်ခအကုန်လုံးအစအနေအဆုံးတအောင်ဝဖြူနဲ့တက်မြောက်သွားပြီအဲ့လိုဝဖြူနဲ့တက်မြောက်သွားလိုက်တော့အတက်မရှိတဲ့သတော်ကိုခိုင်းစီလို့ရပြီပေါ့ထလဘအင်းချပြီးတော့ဒီဟိုဘကန်းကိုဆဲလို့ယူသွားတောင်းခံလို့ရတယ်ပေါ့အဲ့ဒီလိုဝိဇ္ဇာပညာတွေအားလုံးသုံးလင်းနဲ့တူမှာပြည့်စုံရပြီဆိုတော့ငါဒီဝိဇ္ဇာပညာငါရပြီဓမ္မဥစ္စာအောင်မင်းကောတမတိလူငန်းကအဖြစ်ငါရဖို့မုံမြတ်တော့တပ်ပနဲ့ဘယ်မှာရှိတယ်လဲလို့လူမျိုးရှာတယ်အဲ့တော့မုံမြတ်တော့ပညာတပ်ပနဲ့ဘယ်မှာရှိတယ်လဲဆိုတော့စင်မြတ်ဆိုတာစင်ကြယ်တဲ့တန်ရှင်းတဲ့မြင့်မြတ်တယ်အဲ့တော့ဘာကအတိနဲ့ဒီစင်မြင့်ကိုလာပြီးတော့တန်ကြီးတီမွေးဖွားတယ်နှစ်စဉ်တော်တလင်းလာပြီကျော်နေရက်နေရောက်တိုင်းအဘအောင်မင်းကောင်ပူဇော်ကြော့ပွဲကိုပုတ်ပါမှာရောဒီစင်မြင့်ရွာမှာပါနှစ်စဉ်ကျင်းပပါတယ်တော်တလင်းလာပြီနေ့လောက်ခရဲကအနီးအနားရွာတွေကနေစင်မြင့်ရွာကိုလာပြီးအဘအောင်မင်းကောင်ကိုဥခိုက်ပူဇော်ဖို့တစ်ဖွဲ့ပြီးတစ်ဖွဲ့ပဲရောက်လာကြတာဝဲတော်ရက်ပြီးတဲ့တိုင်အောင်ပြတ်တယ်ရလို့မရှိပါဘူးသူကတော့ဘာမှမလုပ်ကြည့်တော့ကြွေးကြောင်းရင်တရားအထုတ်တာပဲအဲ့ခေတ်ကတရားခက်လည်းမဟုတ်ဘူးသူပဲလောက်တာဘူးသူ့ကိုလူကလည်းထူလို့သူအယူလောက်ချင်တာပေါ့သူ့ဘယ်မှအရေးမထားဘူးအဲ့လိုပဲအဲ့ဘာထွက်သွားတဲ့နောက်တောင်ကလာရောက်မှသူကပုဂ္ဂိုလ်မရအဲ့မှာရှိတယ်ဆိုတော့ကိုကြော်ကြပြီးတော့ကြီးပွားလာတာပေါ့ဒီလုံးကတော့လူမှအရေးမထားဘူးဒီမှာအဲ့ငယ်လေးတွေဇိုးလေးတွေကတော့ဒီမှာ
သူ့အနာကိုခေါ်လို့သူ့ဘာသာနဲ့ခေါ်လို့ရတယ်ယုံလေးခေါ်လို့ရတယ်စင်မြင့်ရွာဟာပုပ္ပတောင်မကြီးရဲ့အရှေ့မြောက်ဘက်မှာရှိတယ်။ကြောက်ပတောင်းမြို့နယ်ထဲမှာရှိပြီးတော့အိမ်ခြေ300ကျော်ရှိတဲ့ရွာကြီးတွေပါ။ကြောက်ပတောင်းကားလမ်းကနေတောင်ဦးကိုရောက်ရင်ကြောက်ခင်းကားလမ်းကလေးကနေ9မိုင်ခီးသွားလိုက်တာနဲ့စင်မြင့်ရွာကိုရောက်ပါပြီ။အဘအောင်မင်းကောင်နေထိုင်ခဲ့တဲ့မူလအိမ်နေရာမှာဓာတ်နန်းနဲ့တကွအိမ်သစ်ကိုဆောက်ထားပြီးအဘအောင်မင်းကောင်စိုက်ခဲ့တဲ့မကြီးပင်ကိုလည်းဝေဝေစီစီနဲ့မြင်တွေ့နိုင်ကြပါတယ်အားကအသက်90အရွယ်အားတော့6နှစ်တာနော်အဘဘုံမကောင်ကဒီကနေပြီးတော့15နှစ်အတွင်းမှာအဘကကျွဲကြောက်ရင်တရားအားထုတ်တာပေါ့အဘက15နှစ်အတွင်းမှာကျွဲကြောက်ရင်တရားအားထုတ်တယ်ဒါပေမဲ့လို့သူကဘဝအတည်ရှိကပါရမီစုလူတွေပါတဲ့ပုဂ္ဂိုလ်ဆိုတော့မဂ္ဂထပါတာရရတယ်ပေါ့ငှက်လေးတွေဂျိုးလေးတွေယုံလေးတွေသူတို့ပါတာလည်းသူတို့ခေါ်ပေးလို့ရှိခေါ်လိုက်လို့ရှိရင်တူနာပါခေါ်လို့ရတယ်ပေါ့အဲ့15နှစ်အတွင်းမှာအဲ့ဒီကြွကြောင်ရင်တရားအားထုတ်တော့အတက်20ပြည့်ကကြတော့ခုဒီနေရာမှာလာတင်ငါဝတ်တာပေါ့တင်ငါဝေးပြီးတော့အဘကမောင်အောင်လို့ခေါ်တာပေါ့အဘကမောင်အောင်သူခေါ်သွားတဲ့ဒီဘက်ကအောင်ပါတယ်အဲ့တော့ဒီနေရာမှာအဘကချူချူကြာကြာနဲ့အစ်စ်ကိုပိုင်မှအတုကိုနိုင်နေဆိုတဲ့ထပ်ပနဲ့ကိုရိုက်နှက်ပြီးမှအဖဒါနာပြုထွက်သွားတာပေါ့ကျွဲကြီးမင်းနိုင်ငံနဲ့ဘယ်ပုံဘယ်ဘဝတော့ရင်းကိုတားမိဘုံနမဖြစ်ခဲ့ပူပါတယ်အဲ့တော့ငါပါရီကိုကြီးဖြစ်ပါကွာလို့ကျွဲကြီးကမျက်တာပို့တာပေါ့အဲ့တော့ရိုးသားရမဟုတ်ဖ ೇನೆ အဖဘုံကောင်ကဂျူကြရတဲ့တက်စီတယ်ပေါ့သူကတင်ကန်းတဲ့အဲ့ဒါကိုရမလို့ဘူးပေါ့နော်ကျူကြတဲ့တက်စီပြီးမှအဘကအစ်စ်ကိုပိုင်မှအတုကိုနိုင်နေဆိုတဲ့ဓာတ်ပနဲ့ရိုက်နှက်ပြီးမှအဘကတာနာပြုထွက်သွားတာပေါ့အဘအောင်မင်းကောင်ဟာအသက်20အရွယ်လောက်မှာစင်မြင့်ရွာကနေထွက်ပြီးခရမ်းသုံးခွမှာသာသနာစပြုပါတယ်အဲ့ဒီနောက်ကချင်ပြည်နယ်နမ်းမာမော်လူနှန့်စီအောင်ခီးကြိုင်တဝိုက်နဲ့ရွှေလီမြစ်ရိုးမှာနှစ်ပေါင်း30လောက်တွာလာနေထိုင်ပြီးဝိဇ္ဇထိုအစွမ်းတွေကိုပြသာသနာပြုခဲ့တယ်လို့အဘဦးငိမ့်မောင်ကပြောပြခဲ့ပါသေးတယ်။စင်မြင့်ရွာမှာရှိတဲ့အဘရဲ့မူလပထမဓာတ်နန်းနေရာမှာပြန်လည်ဆောက်ထားတဲ့ဓာတ်နန်းသစ်နေရာကိုလည်းအခုလိုတွေ့ရပါတယ်။အဲ့တောင်ရရက်ခွာကြမှာတောင်ရမှာပုဂ္ဂိုလ်လူပုဂ္ဂိုလ်များရှိတယ်နဲ့တရင်ကြော်ကြလာတာပေါ့အဲ့တော့သူ့ကိုလေးဥဖို့တောင်တို့ဥထုံးမောင်တို့အားလုံးအစုံရှိတယ်ပေါ့တို့မောင်များဖြစ်မလားနေပေါင်း50กว่าချမ်းလာဟာပင်မယ်ဝါကျဝါမယ်ဒါမှမဟုတ်ပင်မယ်ဝငါတို့အမှတ်သားလေးကတော့ပါမယ်ပေါ့သူတို့အတွေးစားပေါ့အဲ့ဒီငစင်ခါတော့ကအဖိုးခွားကိုထူရတဲ့ဒီစားဘောစင်ကိုသွားပို့လိုက်တော့ဖိုးကောင်းဝင်ကစုံကဆန့်လူတာဒီမှာလက်ကိုပြဲသွားတာပေါ့လေ။ယာရီကတော့ပိန်လည်းပါမှာပဲဝလည်းပါမှာပဲပေါ့။အဲ့တော့သူသွားကြည့်အောင်ဆိုတော့ဒီလူကမောင်နှမကြီးတော့ကကြတော့ဘယ်လိုကားရတာမရှိဘူးချီချင်းကိုစောက်စက်ကွက်နဲ့ရောက်တဲ့နေရာဆွင်းချက်ဆောက်သွားတာ။အဲ့တော့သူသွားရတော့အဘကခြေကထွက်သွားတော့နှစ်ပေါင်း20ကြာတာ။အဲ့တာနာပြည့်ကနှစ်ပေါင်း50တောင်လာရောက်တော့အသက်80ကွက်တူအဲ့ဒီမှာဒီဥရှိဖားနဲ့ပါနေရ6နှစ်တာဘဝရင်းနဲ့သူအဖိုးတွေဘဝနဲ့ပါသွားတာပေါ့ငါတို့က6နှစ်တာကြီးကလေးဆိုလေကလေးတော့တည်တာပေါ့ဟုတ်လားအဲ့ဒီမှာအဘကဥပ္ပကတရား
ရုပ်ကိုမတုံးနံကိုတုံးတယ်ဆိုတော့ဥစ္စာတရားသူ့ကိုသူမသိမ့်ပိုက်တော့ဥစ္စာထားအဘကိုတော့လာတဲ့ရောက်တဲ့လူကမျက်စိမကောင်းတဲ့လူကမျက်စိပုတ်တယ်ပိုင်မကောင်းတဲ့လူကပိုက်ပုတ်တယ်သူမကောင်းတဲ့လူကသူ့ပုတ်တယ်ဒါလိုခန်းနေတာပေါ့အဘကတော့မငင်းဝင်ဘူးပေါ့လေလို့လုံးပါတိခံအဲ့ဒီကကြောင့်မှ3 ရက်မြန်မာပြည်ကသူ့သွားတော့ကလူပြင်းမြောင်းမလို့သူကတိတယ်ပေါ့သူညမကတော့အမှန်ရန်ပြောတာပေါ့အကိုကြီးကတော့တိတ်ပြီးမပြောဘူးညီမကတော့အကိုကြီးလောကဘက်ကလာမှလည်းခုပြန်လက်ချက်မှလားညီမကြီးကတော့သူကတော့ပြောတာပေါ့အဲ့ဒီ3 ရက်ခါစားပြီးတော့အဘကိုပြန်တော့မရရဲဆိုတော့ကတော့ကကြမ်းမှငါဒီမိုးရွာမှမြို့အချမြို့အမြငါပြန်ခဲ့ပြီလို့ဒီခုလေးပြောပဲအဲ့လိုမိုးရွာမှမြို့ချမြို့မြပြန်ခဲ့ပြီဆိုတော့နောက်အားလုံးကခေါ်ပြီးတဲ့နောက်ကိုနှစ်ပေါင်း30ကြာ၍ဝိဇ္ဇာဘဝထွက်điအဲ့တော့ကလူကားထားမှရှိဖို့ဒါချီရင်သွားတော့စာအုပ်စုကရောက်တယ်ညာထွန်းချက်သွားတယ်လူအကိုရင်းနဲ့ဘယ်လိုနဲ့ပါသွားလဲဘာလို့ပြောလို့မရတော့ဘူးပေါ့အဲ့လူအကိုရင်းနဲ့ပါသွားတာပေါ့အဲ့ဒီမှာဟိုရောက်သွားပြီတော့တညရတယ်ဟိုရောက်သွားတော့အဘကဥစ္စာတရားရုပ်ကိုမတုံနံကိုတုံနေဆိုတော့တရားကိုအားထုတ်ပြီးတော့ကိုသူ့ရုပ်သူမသိသေးတော့ဘူးဖင်ပေါ်ကောင်းပေါ်ပါပေါ်အဲ့ဒီသူသားသမီးကဖုံးကဖြစ်ရတာပေါ့အဲ့ဒီမှာဘာလို့က3 ရက်ပဲခါသားလို့ရတယ်ဘာလို့ကနည်းနည်းတော့မျက်နှာငယ်ရတယ်ငယ်ရဆိုအရင်ရောက်နေတဲ့သူသားသမီးကတိတ်အနက်ကတော့တိတ်မကြိုက်ဘူးဘာလို့ကအဲ့3 ရက်ခါသားပြီးမှအဘကနေလို့ဘာကိုတော့ပြီးမှဒါလို့ကြံနေတာပေါ့ဘာလို့အဘအောင်မင်းကောင်ဟာဥအောင်ပုဒေါ်မင်းတစ်တို့ရဲ့ငွေချင်း9 ဦးတည်းကဒုတိယမြောက်သားဖြစ်ပြီးတော့ယဟန်73ဝါအရမှာစင်မြင့်ရွာကနေထွက်ပြီးအရက်ဒေသအနှံ့သွားလာနေထိုင်ခဲ့ပါတယ်ထူးခြားတဲ့အစွမ်းတွေကိုပြပြီးပြည်သူအများကိုကူညီကယ်တင်ခဲ့တယ်လို့လည်းသိရတယ်1939 ခုနှစ်မတ်လမှာအဘအောင်မင်းကောင်ဟာပုပ်ပါတောင်ကိုရောက်လာပြီးတော့သာသနာပြုလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့တာ15 နှစ်ဝန်းကျင်လောက်ရှိခဲ့ပါတယ်။ဒါကြောင့်လဲအဘအောင်မင်းကောင်နေထိုင်သာသနာပြုခဲ့တဲ့နေရာမှာအဘထွက်ပွဲကိုကျင်းပခဲ့တာခုဆိုရင်62 နှစ်ရှိခဲ့ပါပြီ။ဒီပုပ်ပါတောင်ဟာနှစ်ပေါင်း9000အချိန်လောက်ကစလို့မိသေးတောင်ဖြစ်ခဲ့တယ်လို့သိပ္ပံပညာရှင်တွေကသတ်မှတ်ထားကြပါတယ်။ဒီပုပ်ပါတောင်မှာဆေးဘက်ဝင်အပင်တွေနဲ့ပန်းမျိုးစုံဖူးပွင့်ကြသလိုဝိဇ္ဇာဇောကြီးတက်ပတိတွေနဲ့ထက်လန်းထွက်ရပေါက်ပုဂ္ဂိုလ်တို့ကြင့်ကြံအားထုတ်ရာတောင်ကလပ်ကြီးလည်းဖြစ်ပါတယ်။ပုပ်ပါတောင်ကလပ်ကြီးဟာတခြားတောင်တန်းတွေနဲ့မဆက်ဆက်ပဲတတိတခြားရှိနေပြီးတော့ပေပေါင်း2418ပေအမြင့်တိုင်အောင်နှက်ဆောက်နေတာကလည်းထူးဆန်းလာတယ်လို့ဆိုရမှာပါအဘအောင်မင်းကောင်ဟာတောင်ကလပ်မှာစေရီ3 စုတည်ခဲ့ပြီးတော့ရသေးကြီးဥခန္တီနဲ့မကြာခဏတွေ့ဆုံလို့ဥခန္တီကိုအကြံဉာဏ်နဲ့အကူအညီများပေးခဲ့ပါတယ်အဘရဲ့တပေါင်းဖြစ်တဲ့မုံလုံးကိုစက်ကူးကတ်လို့ကြာကလပ်မှာဆွန်းတော်တင်ဗလင်မောကမြောက်ကလေးစင်းတယ်လို့ပြေးဆိုတဲ့အတိတ်ဆောင်ချက်နဲ့နမိတ်ယူပြီးမြမမြေပေါ်ကနေချက်တွေကိုမြုံနဲ့တင်စားလို့စင်းပြေးရအောင်ကြံဆောင်ခဲ့တယ်လို့လည်းဆိုစကားရှိတယ်စင်မြင့်ရွာကိုစင်ကြယ်မြင့်မြတ်ချင်းနမိတ်နဲ့ဇာတိခံယူခဲ့တဲ့အဘအောင်မင်းကောင်ဟာတက္ကရာ1314 ခုနှစ်တော်သလင်းလှပြီကျော်2 ရက်နေ့မှာကွယ်လွန်ထွက်ရပေါက်သွားခဲ့ပါတယ်
တနိုင်ငံလုံးမှာရှိတဲ့ယုံကြည်သူတွေကအခက်အခဲတွေကိုကူညီမဆပေးတဲ့ဝိဇာထိတ်ကောင်အဖြစ်သတ်မှတ်ထားကြတဲ့အဘအောင်မင်းကောင်ရဲ့ပွဲတော်ဟာပွဲတော်ရဲ့နေ့မှာဆိုရင်ကြက်ပြန်မကြစီကားလာတာကိုတွေ့မြင်ရတာကြောင့်ပုတ်ပန်းတဲ့အဘအောင်မင်းကောင်နဲ့ပုတ်ပန်းမြန်မာပြည်မှာဒွန်တွဲပြီးထင်ရှားလို့ရှိနေပါတော့တယ်